မိတ်ဆွေတို့ငယ်ငယ်ကတနေ့ကိုတနေ့ကဂိမ်းတွေထိုင်စော့နေလို့ဆိုပြီးတော့အမေဆူတာငေါက်တာခံခဲ့ရဘူးလေ အဲ့တော့ကိုရီးယားလည်းဝါသနာကြီးလို့ထမင်းမေ့ဟင်းပြီးစော့ခဲ့ကြတာဟိုပိုလုတ်တွေရေမရဖက်မရရင်ဆိုပြီးတော့ပြောခံခဲ့ကြတယ်ဒါပေမဲ့ဒီဘက်ခေတ်မှာတော့ကိုယ့်ရဲ့ mainstream မှာတင်ပေးမဲ့ကိုပိုင်ဝင်ငွေလမ်းကြောင်းတစ်ခု career တစ်ခုအတွက် support ပေးမဲ့ platform တွေအများကြီးရှိနေပြီဆိုတော့မိတ်ဆွေရဲ့အိမ်မက်တွေသူစစ်ဖို့ဘာတွေတွေ့ဝင်နေရောမှာလဲကဲအားလုံးပဲမင်္ဂလာပါလေ KU နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2026ရဲ့စစ်တမ်းတွေရအချမ်းသာဆုံးနဲ့အောင်မြင်ဆုံးစည်ရင်းဝင် game streamer 9ယောက်ကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ပြောရရင်တော့ game ဆိုရင်လည်းချမ်းသာလာတာပေါ့ nice okay စလိုက်ကြတာနံပါတ်5နေရာမှာတော့လူသား import လို့ခေါ်တင်စားကြတဲ့ sheriff ပဲဖြစ်ပါတယ် I am Shroud, and I came here to clarify that I am 100%. FP ရဲ့ game ဒီမှာသူ့ရဲ့ document လေးပြစ်ခတ်နိုင်စွမ်းကြောင့်သူကနာမည်ကြီးလာတယ် CS:GO Pro Player ဘဝကနေ streamer ဘဝကိုကူးပြောင်းလာတဲ့အခါမှာလည်းအောင်မြင်မှုတွေဇက်တိုက်ရရှိလာတယ် He's hit once, hit once. Tagged. He's tagged me up. Right there. Nice. Team Got dead, another team one dead, over team there dead. still. Level 3. လက်ရှိမှာတော့သူ့ရဲ့ network ကဒေါ်လာ30ကျော်လောက်ရှိရလို့ခံမှန်းရတယ်ဒါအပြင် keyboard mouse စတဲ့ gaming gear brand တွေနဲ့လည်း sponsor စာချုပ်ချုပ်ဆိုထားတယ်လို့ကြားရတယ်နံပါတ်4နေရာမှာတော့ Twitch ရဲ့ဘရင်မလို့ခေါ်လို့ရတဲ့ဒီမှန်ရှိနေပါတယ်streamer လောကမှာယောက်ျားလေးတွေကြီးပဲကြီးစိုးနေတဲ့ဂျားတွေကမှထိတ်ဆုံးဝင်ရောက်လာတဲ့ main clay streamer တူပဲဖြစ်ပါတယ် League of Legends နဲ့ Fortnite ဆိုရင်နာမည်ကြီးလာတဲ့အဲ့ကောင်မလေးကအခုဆိုရင်အပြင် brand တွေရဲ့တန်တမ်းမှာစီးပွားရေးလုပ်ငန်းရှင်တူဖြစ်လာပါပြီ။ MNG network ကတော့ဒေါ်လာ10သန်းနဲ့15သန်းဝန်းကျင်အထိပိုင်ဆိုင်ထားပါတယ်။နံပါတ်3နေရာမှာကတော့အားလုံးသိကြတဲ့အတိုင်းပဲ exclusive Overwatch Pro Player အဖြစ်ကနေ streamer ဖြစ်လာတဲ့သူကတစ်နေ့ကိုနိုင်ပေါင်းများစွာ stream နိုင်တဲ့အတွက်နာမည်ကြီးလာပါတယ်။သူရဲ့ပွင့်လင်းပြီးတော့ရည်စရာကောင်းတဲ့ reaction တွေကြောင့်လည်းပရိသတ်တွေကအသေးလဲအားပေးကြတယ်။မကြသေးခင်ကမှ Kip Platform နဲ့ချုပ်ဆိုထားတဲ့ဒေါ်လာတန်း100ရဲ့စာချုပ်ကြောင့်တစ်ကမ္ဘာလုံးကိုပိုလိတကြော်ဖြစ်သွားစေခဲ့ပါတယ်။အခုဆိုရင်တော့သူ့ရဲ့ network ကဒေါ်လာတန်း50အထက်မှာရှိနေပါပြီ။နံပါတ်2နေရာမှာတော့ game streamer YouTuber လောကရဲ့ခဏဝန်ကြီးပြန်ပိုင်းကိုလည်းမေ့ထားလို့မရပါဘူး My name is PewDiePie, and welcome to YouTube မှာ game story video တွေစတင်ခက်စားလာအောင်လမ်းဖောက်ပေးရလို့ပြောရင်လည်းမမှားဘူးအခုနောက်ပိုင်း AC ပဲနေရတယ်ဆိုရင်မျိုးဆက်တစ်တွေပေါ့သူ့ရဲ့လွှမ်းမိုးနိုင်မှုကတော့ကြီးမားနေစေပါလက်ရှိချိန်လေးဆိုရင်ခံမှန်းကြည့်ဒေါ်လာတန်း40 55တန်းလောက်အထိပိုင်ဆိုင်ထားပြီးတော့ YouTuber တွေထဲမှာချမ်းသာဆုံးစည်ရင်းဝင်ဖြစ်နေတော့မှာကဲနံပါတ်1နေရာမှာတော့ခေါင်းပြလေးနင်းချပဲဖြစ်ပါတယ်Fortnite ဂိမ်းရဲ့အောင်မြင်မှုနဲ့အတူအကာတာတွေကိုဒုံးပြန်လွတ်တင်လိုက်လို့မျိုးတိုးတက်သွားတဲ့ streamer ပဲဖြစ်ပါတယ်။တစ်လကို subscriber ပေါင်းသိန်းချီရခဲ့တယ်လို့ Drake လိုနာမည်ကြီးဆိုတော်ရင်းနဲ့ပါ stream လုပ်နိုင်တဲ့အထိ mainstream media တွေကိုပါထိုးဖောက်နိုင်ခဲ့ပါတယ်။ Meta platform ကိုပြောင်းတော့ကလည်းဒေါ်လာတန်းချီတန်တဲ့စာချုပ်တွေချုပ်ခဲ့ရပြီးတော့အခုဆိုရင်သူ့ရဲ့ network ကဒေါ်လာတန်း90ရာနဲ့တန်း80ကြားထဲမှာရှိနေပါတယ်။အခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာရောအောင်မြင်တဲ့ streamer တယောက် pro player တယောက်ဖြစ်ချင်တဲ့အိမ်မက်တွေရှိနေပြီလား streamer တယောက်ဖြစ်ဖို့ဆိုတာ scale လိုရတယ်လို့ကိုယ့်ရဲ့ skill ကိုအကောင်းဆုံးအထောက်အကူပြုပေးမဲ့ high performance PC တစ်လုံးလည်းမရှိမဖြစ်လိုအပ်ပါတယ်အဲ့ဒီအတွက်တော့လုံးဝစိတ်မပူပါနဲ့ကျွန်တော် lucky နေကိုတန်းခဲ့ဖို့ကြံပေးခြင်းပါတယ်မိတ်ဆွေစိတ်တိုင်းကြဖြစ်စီဖို့ကျွန်တော်စီမှာအသေးစိတ်ဆွေးနွေးတိုင်မယ်လို့ရပါတယ်ကဲဒီနေ့ကတော့ဒီလောက်ပါ